ဒီလာပါအခုကကျွန်တော်ဒီကရန်ဘန်ကောက်ထပ်ပါဒီကရန်ရိုးရာပွဲတော်ရောက်နေတာပေါ့နော်ဒီကျွန်တော်လာချင်တာပေါ့နော်အားကြောင့်မလို့ကျွန်တော်တကယ်ချင်းနေနဲ့လိုက်လာတယ်အခုကျွန်တော်ဒီပွဲတော်တွေကိုရောက်နေတာပေါ့နော်သူတို့ရိုးရာပွဲတော်တွေဒါတော့လောလောဆယ်မြင်နေရတဲ့မြင်ပေးပါနော်โอเคခုကတော့ဒီတော့ဒီရိုးရကလေးဖြုတ်ပြီးလို့ပြီးသွားတဲ့ပြင်ခွေးပေါ့နော်အခုလာတာကတော့ကျွန်တော်ဒီကရန်ကကျွန်တော်တကယ်ကြည့်ပါမိုက်တယ်နော်ကားတဲ့မြေခွေးတော့ကျွန်တော်တဲရိုက်လို့မိလိုက်တာပေါ့နော်ဘယ်လိုပြောရအပေါ်ကနေတော့သိပြီးရိုက်ခွေးတော့သိပြီးရောက်ဒီအောက်မှာပြန်လာဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်တဲ့ရိုက်တော့ရိုက်ထားတာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာလေးဆက်လုပ်မှာဘာလေးကစားမှာပေါ့နော်ဘယ်လိုရိုးရလေးကမလဲဆိုတော့ကျွန်တော်လိုက်ကြည့်မယ်ခုလောလောဆယ်တော့ပိုက်ပြီးရှောက်လိုက်ကြည့်လိုက်ပြီးလာလားအလာနဲ့ဒါတော့အခုလာတဲ့လူပေါ့နော်တော်တော်များတယ်လို့ပြောရမှာနောက်ဘာစီစဉ်ရှိသေးလဲမသိဘူးနော်ပြီးပဲဟာ1 2 family 1 2 3 1 2 3 1 2 3ဘောလုံးကရှိုးဘောလုံးကဘောလားဟာဘယ်သေးလဲဝါဒီစာပြီးဟုတ်ပြီဒီတပွဲပြီးလားဟုတ်လားโอเคဒါတော့ကျွန်တော်ရပေါ်တာပါသူကကျွန်တော်ရတူလာတယ်ကျွန်တော်တကယ်ကြည့်ပါတော့ဒီတော့ဘောလုံးဝင်ကမှာပေါ့နော်ကျွန်တော်လည်းပြန်နေရက်ကြည့်မယ်အားပေးမှာပေါ့နော်โอเคတွေ့မယ်အားပေးနိုင်အောင်သွင်းတော့နိုင်အောင်လို့ဟုတ်ပြီဆွဲမယ်ကဲဒါကျွန်တော်တကယ်ကြည့်တို့သေးတွေရောက်ရောနော်ကျွန်တော်တွေချရတော့မှဖြစ်ပါတယ်ဒီသေးမပွဲကြီးပွဲကောင်းတော့လက်ကိုချမပွဲဒီမှာအားလုံးတော့ဟုတ်ပြီเดี๋ยวไม่เบสด้วยเดี๋ยวไม่มาเป่าได้เราไม่ได้แล้วเดี๋ยวไม่เบสกันนะมาที่เราน้าเดี๋ยวเราขอละထမင်းမေးဟင်းမေးကျွန်တော်တို့ရတော့ဒီနေ့တော့收了呢，收。阿苗，你怎么进来啊？我刚刚没赶来呀。赶来呀，阿苗。啊，来西米的青年了，收的也菜呀了。收了也菜呀。昨天都快嘛，我那电波一传完，英语也系的，广东系的小米的。不，小米。
ဒါတော့ကျွန်တော်တို့ရဲ့မဘလော်လီဖြစ်ပါတယ် 我一样耶。我一歲差，我这样，哪边冇得办啦？那邊我都我懂辦啦。我爷爷在捧着了。 ဒီပွဲမှာတော့ကျွန်တော်တို့ဆူဆူလီလီစီစီကောက်ကောက်ပေါ့နော်ပြောပါဆိုတော့အကုန်လုံးပဲရှုံးပွဲတော့ရင်ဆိုင်လိုက်ရတယ်ကျွန်တော်တကယ်ကြီးပွဲဟုတ်ပါပါလေပြီးမယ်โอเคဒါဆိုတော့ကျွန်တော်တို့ဒီခုကြာနဲ့တကူပွဲပါပေါ့ကျွန်တော်တို့ပြန်ပြီပေါ့နော်ညနေစောင်းဖြစ်တော့ကျွန်တော်တို့ပြန်ပြီကျွန်တော်လည်းပြန်တော့မယ်တနေ့ကိုထမင်းမစားသေးဘူးမနေ့ပြန်တော့လက်ပေါ်โอเคပြန်ပြီ拜拜